စိတ်ညစ်ပြီးဘာမှမလုပ်ချင်တော့တဲ့အခါငါဒီလိုနေလို့မချစ်ဘူးဆိုပြီးကိုပြန်ထိန်ချုပ်ပါအခက်ခဲတွေနဲ့ကြုံတွေ့ရတဲ့အခါအားမလျှော့လိုက်ပါနဲ့အခက်ခဲတိုင်းဟာတင့်ကိုကြန့်ခိုင်တမ်းမာစေပါတယ်ကိုအားကိုပြီးအရောက်လှမ်းသွားမဲ့ပန်းတိုင်လေးတစ်ခုအိမ်မက်လမ်းလေးတစ်ခုဖန်တီးရယူပါတခါတလေငိုစရာရှိရင်လူမရှိတဲ့တနေရာသွားပြီးအော်မူပစ်လိုက်ပါငိုတဲ့ရင်လဲငိုလိုက်ပါမငိုတာကြာရင်မငိုတတ်တဲ့သူချွတ်သွားနိုင်တယ်တခါတလေဝမ်းနဲ့နေရင်လဲအားရပါရငိုချပစ်လိုက်ပါပြီးရင်တည်ငြိမ်လာပါလိမ့်မယ်အစင်မပြေရင်လဲအစင်ပြေသလိုနေပါတချို့ကြတော့စူးစားပေမဲ့အစင်မပြေပြန်ဘူးမစူးစားပဲထိုင်နေရင်ပိုအစင်မပြေဖြစ်သွားကြတယ်ထပ်ပြီးစူးစားပါလူဆိုတာစူးစားခြင်းစိတ်ရှိရင်ဘလောက်ပဲအသက်ရရဖြစ်လာနိုင်ပါတယ်ဆုံးရှုံးမှုတွေရှိရင်လေစိတ်ကိုဖြေပြီးနောက်တစ်ကြိမ်မမှားအောင်တတိထားပါဇွဲကောင်းတဲ့ဆုံးရှုံးခြင်းဆိုတာဘယ်တော့မှမရှိနိုင်သလိုလမ်းတစ်ဝက်တင်လက်လျှော့လိုက်တဲ့အောင်မြင်ခြင်းဆိုတာလည်းမရှိနိုင်ပါဘူးလောကမှာနားမလည်တဲ့အရာတွေရှိနိုင်ပါတယ်အရေးကြီးတာကနားမလည်တာကိုနားလည်အောင်ကြိုးစားဖို့ပါအကောင်းစားရေမြွေးနိုင်တွေမလိုဘူးကိုကျင်တရားကောင်းအောင်နေပါကိုကျင်တရားကောင်းရင်စိတ်ထားကောင်းရင်ကိုသိနဲ့မွေးနေမှာပါဘသူ့ကိုမှလည်းမလိမ်ညာပါနဲ့အမှန်တရားဆိုတာဒီနေ့တစ်ချိန်ချင်းပေါ်ပေါက်လာရစမြဲပါအမားရှိခဲ့တိုင်းလည်းအပြစ်မဟုတ်ပါဘူးတချို့အမားတွေကတန့်ရှင်းပါတယ်လူသားတိုင်းအမားနဲ့မကင်းနိုင်သလိုအမားရှိမှအမှန်ဆိုတာဖြစ်လာခဲ့ရတာပါအဓိကကအမားတွေကိုသင်ခန်းစာအဖြစ်ရယူပြီးနောက်တစ်ခါထပ်မမှားဖို့အမားထဲမှာတဝဲဝဲလဲမနေတတ်ဖို့ပဲလိုတယ်လူချင်းစာနာတတ်သူစိတ်ရှည်သူပညာဉာဏ်ကြီးမားသူနားလေခွင့်လွတ်ပေးနိုင်သူတူဖြစ်အောင်ကြိုးစားပါဘဝမှာတန်ဖိုးအရှိဆုံးအရာဟာအခြားမဟုတ်ဘူးအသက်ရှင်တန်နေတာပါအားလုံးမှာတန်ဖိုးအရှိဆုံးအရာကိုပိုင်ဆိုင်နေတယ်ဆိုတာမမေ့ပါနဲ့ချစ်ခင်သူတွေဝိုင်းဝိုင်းလည်နေဖို့မလိုပါဘူးပင်မအားငယ်လာတိုင်းမိခိုးအနားယူနိုင်မဲ့ရင်ခွင်လေးကစုံရှိနေဖို့တော့လိုတယ်ချစ်တယ်ဆိုတဲ့စကားလုံးကိုဘယ်အချိန်ပဲပြောတကယ်စိတ်ရင်းနဲ့ပြောပါ sorry ဆိုတဲ့စကားလုံးကိုဘယ်အချိန်ပဲပြောတစ်ဖက်လူရဲ့မျက်လုံးကိုကြည့်ပြီးပြောပါချမ်းသာတဲ့တငယ်ချင်းအပေါင်းအသင်းရှိဖို့မလိုဘူးနေဘူးမိုးရွာလက်ချင်းတွဲလို့ကျုံလာသမျှရင်ဆိုင်ဖြည့်ရှင်မဲ့တငယ်ချင်းကောင်းတစ်ယောက်ရှိဖို့လိုတယ်တငယ်ချင်းကောင်းမိတ်ဆွေကောင်းလိုချင်ရင်သူကောင်းမကောင်းကိုကောင်းဖို့ကတော့အထီးကပဲသူတစ်ပါးအပေါ်ကိုကောင်းမှသာသူတစ်ပါးကကိုယ့်အပေါ်ကိုပြန်ကောင်းမှလိမ့်မယ်ဘယ်နေရာဘယ်ဒေသကိုပဲရောက်သူများအပေါ်ကိုလည်းကောင်းလိုက်ပါတခါတရံမကောင်းတဲ့သူမျိုးတွေကြုံတွေ့ရနိုင်ပါလေစိတ်မပြတ်ပါနဲ့ကုလေကောင်းခြင်းတွေနဲ့မထိုက်တန်ရင်မိတ်ဆွေကောင်းတွေပဲတင့်အနာမှာရှိနေမှာဖြစ်ပြီးမိတ်ဆွေကောင်းမဟုတ်သူတွေကတော့တင့်အနာမှာနေအလိုလိုဖယ်ခွာသွားပါလိမ့်မယ်အားနည်းချက်ရှိလို့လေစိတ်ညစ်ပြီးစိတ်အားမငဲ့ပါနဲ့လူတိုင်းမှာအားနည်းချက်ကိုယ်စီရှိကြတယ်လို့ပြီးဆုံးတဲ့လူရဲ့လို့လောကမှာမရှိပါဘူးဒါကြောင့်အားငယ်ပြီးစိတ်မပြတ်ပါနဲ့ငွေရပါစိတ်ထားလေးလှဖို့ကအဓိကပါစိတ်ထားလှရင်ဘဝကလှပပါတယ်